AI ဆိုတဲ့စကားလုံးနောက်16မှာနေရာတိုင်းလို့ကြားနေရတယ် Google မှာဆို Gemini Microsoft မှာဆိုရင်ဒီ Copilot ရှိမယ် Samsung မှာဆို Classic AI ရှိမယ်ဒီ company တိုင်းက AI အကြောင်းပြောနေကြတဲ့အချိန် Apple က WWDC 26မှာ iPhone user တွေအတွက် feature အသစ်အများကြီးပဲမိတ်ဆက်လိုက်တယ်ဒါပေမဲ့ဒီဗီဒီယိုက iPhone ကပိုကောင်းတယ်မကောင်းဆိုတဲ့အမြင်တွေကိုပြောမှာမဟုတ်ဘူး WWDC 26မှာ Apple ကဘာတွေမိတ်ဆက်ခဲ့တာလဲပြီးတော့ဘယ် feature တွေက iPhone အသုံးပြုမှုကိုပို့ပြီးတော့ပြောင်းလဲနိုင်မလဲဆိုတာကို officially presentation ပေါ်ခြေခံပြီးတစ်ခုချင်းဒီ step by step ပြောပြသွားမှာ WWDC ဆိုတာက Apple ရဲ့နှစ်စဉ်ကျင်းပနေကြ Worldwide Developer Conference ဖြစ်ပြီးခုလာမဲ့ iPhone software upgrade တွေအတွက် feature အသစ်တွေကိုဒီပွဲမှာမိတ်ဆက်လေးရှိတယ်အခုဒီနေ့ရဲ့ WWDC မှာက Apple က presentation လေးတစ်ခုလုံးကြည့်လိုက်မယ်ဆိုတာနဲ့ AI နည်းပညာကိုနေ့စဉ်အသုံးပြုမှုတွေကိုပေါင်းစပ်ဖို့စ조사နေတဲ့ direction ကိုအဓိကပြသနေကြမြင်ရတယ်ဒီ AI platform ကို Apple Intelligence ဆိုတဲ့နာမည်လှလှလေးပေးထားတယ် Apple Intelligence ဆိုတာက AI chatbot တစ်ခုမဟုတ်ဘဲနဲ့ iPhone ထဲမှာနေ့စဉ်အသုံးပြုနေတဲ့ application တွေကို AI နဲ့ပေါင်းပြီးတော့အလုပ်လုပ်နိုင်အောင်လို့ပို့ပြီးတော့စွမ်းဆောင်နိုင်ကောင်းလာအောင်လို့ပြုလုပ်တဲ့ system တစ်ခုဒီ poster တွေ message တွေ mail Safari စတဲ့နေရာတော်တော်များများမှာ AI စွမ်းရည်ပေါင်းထည့်လိုက်တယ်လို့ WW26 မှာဖော်ပြထားတယ် Apple ရွေချက်က AI app တစ်ခုဖန်တီးဖို့ဆိုတာထက် iPhone အသုံးပြုမှုတစ်ခုလုံးပို့ပြီးတော့ smart ဖြစ်လာအောင်လုပ်ချင်နေပုံရတယ်လူအများဆုံးစိတ်ဝင်စားဆုံး feature တစ်ခုက Siri AI ဖြစ်နိုင်တယ်ဒီ Apple က Siri ကိုအရင် voice assistant ပုံစံကနေပြီးတော့အခု intelligent assistant ပုံစံကိုပြောင်းလဲထားတယ်ဒီ Siri AI ကစခွင်ပေါ်မှာမြင်နေရတဲ့ content တွေကိုနားလည်နိုင်တယ်ဝက်မှာအဖြစ်ကိုက website တစ်ခုကိုဖွင့်ကြည့်နေတယ်ဒီ photo တစ်ခုကိုကြည့်နေတယ် message တစ်ခုကိုဖတ်နေတယ်ဆိုရင်ဒီ content နဲ့ပတ်သက်တဲ့ဆက်ဆက်တဲ့မိကုန်းတွေကိုမေးတဲ့အခါမှာဒီပြလေးလေးအဆင်ပြေပြန်ဖြေဆိုနိုင်တာကိုတွေ့ရတယ်ဒါအပြင် personally content ဆိုတဲ့စွမ်းဆောင်ရည်လိုပါမိတ်ဆက်ခဲ့တယ်message mail photo library cleaner စတဲ့ကိုယ်တိုင်အသုံးပြုနေတဲ့အချက်လက်တွေတဲကလိုအပ်တာလေးကိုရှာဖွေခိုင်းနိုင်တယ်ဝက်မှာအဖြစ်ပြီးခဲ့တဲ့အပတ်ကတငယ်ချင်းပို့ထားတဲ့ address လေးကိုဒီရှာပေးပါလို့ကိုကပြောလိုက်တဲ့အခါမှာ message တွေကအချက်လက်တွေကိုသူကရှာဖွေပြီးတော့ဒီကိုကိုပြန်ပြီးတော့ပြောပြတယ်ပို့ပေးတယ်ပေါ့အပိတ်ကနေပြီးတော့ကျွန်တော်တို့ခေါင်းထဲကိုရိုက်သွင်းလိုက်တဲ့ user တစ်ခုရှိတယ်အဲ့ဒါက AI ဆိုတာက application တစ်ခုတတ်တာမဟုတ်ဘဲနဲ့လူတွေနေတိုင်းအသုံးပြုနေတဲ့ app တွေကိုတိုက်ရိုက်ပေါင်းစပ်လိုက်ပို့အဆင်ပြေတယ်ဆိုတာကြီးဒါကြောင့်ဒီ Siri AI ပြင် Photo Safari နဲ့ Image Generation feature အသစ်တွေကိုပါတော့ Apple ကနေအဓိကမိတ်ဆက်ခဲ့သေးတယ် Photo အထဲမှာ AI feature အသစ်တွေကိုပေါင်းထည့်ထားတာတွေ့ရတယ်ဒီပုံထဲကနေပြီးတော့မလိုအပ်တဲ့ object တွေကိုဖြတ်တာ composition တွေကိုပြန်ညှိတာ AI နဲ့တခြားကိုလိုချင်တဲ့အစိတ်ပိုင်းလေးတွေအယုတ်ကလေးတွေပစ္စည်းလေးတွေကိုပြန်ထည့်တာအဲ့ဒါတွေပါလုပ်လို့ရတယ်ပြီးတော့ရိုက်ပြီးသားပုံရဲ့ frame ကိုချဲ့ပြီးတော့အသစ်ပြန်ထုတ်တာမျိုးပါလုပ်လို့ရတယ်ဒီလို feature တွေက photo app ထဲကိုပို့ပြီးတော့ရိုးရိုးရှင်းရှင်းနဲ့အလွယ်တကူသုံးပြုရအောင်ဖန်တီးထားတာ Safari browser မှာလည်း AI feature တွေပါလာတယ်အဲ့ဒါဘယ်လိုလုပ်လဲဆိုတော့ online store တစ်ခုမှာကိုလိုချင်တဲ့ပစ္စည်းက off the store ဖြစ်နေတယ်ဆိုရင်ဒီဒါကိုအရင်တော့ကိုကသွားပြီးခဏခဏစစ်ဆေးရတယ်ဘယ်တော့ပြန်ဝင်လာမလဲဘယ်တော့ဝယ်လို့ရမယ်ကိုကသွားကြည့်ရတယ်ပေါ့အခုအဲ့လိုမလုပ်ချင်ဘူးတော့ဘူး AI intelligence က website ကိုစောင့်ကြည့်ပေးပြီးအချိန်ကြီးပြောင်းလဲသွားတာနဲ့သူက notification ကိုပို့ပေးတယ်Apple ကဒီ feature ကို notify me ဆိုတဲ့ပုံစံလေးနဲ့မိတ်ဆက်ခဲ့ပြီး website upgrade တွေကို AI ကနေပြီးတော့ကူညီစောင့်ကြည့်ပေးတဲ့ feature တစ်ခုပြင်ဖော်ပြထားတယ် WW26 မှာ AI နည်းပညာအသစ်တွေကိုအဓိကပြသခဲ့ပြီးမြဲ Apple အချိန်ပေးပြီးပြောသွားတယ်နောက်ထပ်အပိုင်းတစ်ခုရှိတယ်အဲ့ဒါကကလေးတွေနဲ့မိဘတွေအတွက် safety feature အသစ်တွေ digital device အသုံးပြုမှုများတဲ့ဒီနေ့လိုခေတ်ကြီးထဲမှာကလေးတွေဘာတွေကြည့်နေလဲဘယ်သူတွေနဲ့ဆက်သွယ်နေလဲဒီ app တွေဘယ်လောက်ကြာကြာအသုံးပြုနေလဲဆိုတော့စီမံနိုင်တဲ့ feature အသစ်တွေကိုထည့်ပြီးမိတ်ဆက်လိုက်တယ်ဒီဆုံးပြောင်းလဲထားတာ China ကောက်ဆက်တာ Apple ဆိုရာဒီကလေးအတွက် iPhone အသစ်ဆက်တက်လုပ်တဲ့အချိန်မှာအသက်အရွယ်နဲ့ကိုက်ညီတဲ့ product တွေကိုအစကတည်းကဖွင့်နိုင်အောင်ပြင်ဆင်ပေးထားတယ်ဒီဘယ် app တွေကိုအသုံးပြုခွင့်ပေးမယ်ဒီဘယ် content တွေရောကန့်သတ်ထားမလဲဆိုတာမိဘတွေကဆက်တက်လုပ်တဲ့အချိန်မှာတည်းကရွေးချယ်လို့ရတယ် Apple ကတော့ဒီ feature ဆိုရင်ဒီ China ကောက်ဖန်တီးတဲ့နေရာမှာလွယ်ကူစေဖို့အတွက်ဖန်တီးထားတယ်လို့ပြောတယ် Screen time feature မှာ upgrade အသစ်တွေပါဝင်လာတယ်ဒီ entertainment game social media စတာတွေကို category လိုက်အသုံးပြုခြင်းကိုသတ်မှတ်လို့ရတယ်ဥပမာ game ကိုတစ်နေ့ကိုဘယ်နှနာရီစောင့်အောင်မလဲဒီ social media ကိုအချိန်ဘယ်လောက်ကြာကြာပေးသုံးမလဲဆိုတာမိဘတွေကစီမံနိုင်တဲ့ပုံစံ Apple ကပြသခဲ့တယ်ဒါအပြင်မနက်ပိုင်းကြောင်းချိန်ညအချိန်စတဲ့အချိန်အလိုက်လေးတွေကိုပါခွဲပြီးတော့ app တွေအသုံးပြုခွင့်ကို statute လုပ်တဲ့ option တွေပါဝင်လာတာကိုတွေ့ရတယ်
communication safety file မှာဆိုရင်ထပ်မံတိုးတက်အောင်လုပ်ထားပြီးတော့ကလေးတယောက်က contact အသစ်တစ်ခုခုနဲ့ဆက်သွယ်တဲ့အခါမှာမိဘရဲ့ခွင့်ပြုချက်လိုအောင်သတ်မှတ်နိုင်တဲ့ option ပါလာတယ်။ဒါအပြင်မသိလျော်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေဒါမှမဟုတ် contact တွေကိုစနစ်ကသတိပေးနိုင်တဲ့ safety function တွေလည်းဆက်လက်ပါဝင်လာတယ်။ upgrade ရဲ့ဖော်ပြချက်ရဆိုရင်ဒီ upgrade ဟာကလေးတွေအတွက်ပို့ပြီးတော့လုံခြုံတဲ့ digital experience တစ်ခုကိုဖန်တီးပေးဖို့ရွေထားတယ်လို့သူတို့ကပြောတယ်။မိတ်ဆက်ခဲ့တဲ့ upgrade ထဲမှာ AI feature သစ်တွေမကဘဲနဲ့နေ့စဉ် iPhone အသုံးပြုတဲ့အချိန်မှာတိုက်ရိုက်ခံစားရနိုင်မဲ့ performance interface ပြောင်းလဲမှုတွေလည်းပါဝင်လာတယ်။ upgrade က software performance ဘိုင်းအတွက်တိုးတက်မှုအချို့ကိုလည်းမိတ်ဆက်ခဲ့တယ်။ application ဖွင့်တဲ့အချိန်မှာ30%ပိုမြန်လာမယ်။ဒီ photo ရိုက်တဲ့အချိန် gallery ထဲမှာလောက်လုံးတဲ့အချိန်ဒီ90%ထိပိုမြန်လာမယ်။အဲ့တော့နဲ့ file transport လုပ်တဲ့အချိန်မှာပို့ပြီးတော့မြန်ဆန်လာတယ်လို့ upgrade ကဖော်ပြထားတယ်။ဒါအပြင် spotlight set နဲ့ mail sub experience ကိုလည်းပြန်လဲတိုးတက်အောင်လို့ပြင်ဆင်ထားလို့မိတ်ဆက်ခဲ့တယ်။ဒီ upgrade တွေက feature အသစ်လို့မြင်ရတာမျိုးမဟုတ်ပေမဲ့နေ့စဉ်အသုံးပြုတဲ့အချိန်အမြဲတမ်းလို့ထိတွေ့ခံစားနေရတာဆိုတော့တိုးတက်လာတာတော့ကောင်းတာပေါ့။ interface design ဘိုင်းမှာလည်းပြောင်းလဲမှုလေးတွေရှိတယ်။ upgrade က regular interface အတွက် customization option အသစ်ကိုမိတ်ဆက်ခဲ့တယ်။ဒီ setting ထဲမှာ slide bar တစ်ခုကိုအသုံးပြုပြီးတော့ interface transparency ကိုကိုယ့်ရဲ့စိတ်ကြိုက်ချိန်ညှိပြီးအသုံးပြုလို့ရအောင်ဖန်တီးပေးလိုက်ပြီးဒီပို့ပြီးတော့ clear ဖြစ်အောင်ထားခြင်းလည်းရတယ်။ဒီပို့ပြီးတော့တင်းတဲ့ဖြစ်ခြင်းအောင်ထားခြင်းလည်းရတယ်။ကိုယ့်ရဲ့စိတ်ကြိုက်ပြုပြင်ပြီးတော့သုံးလို့ရပါပြီ။မိတ်ဆက်ခဲ့တဲ့ feature အသစ်တွေကိုကြည့်ပြီးသွားပြီဆိုတော့နောက်ဆုံးလူတော်တော်များများသိချင်နေတဲ့တစ်ခုကြံသေးတယ်။ဒီ feature တွေဘယ်ချိန်မှာအသုံးပြုနိုင်မလဲပြီးတော့ဘယ် iPhone တွေမှာရနိုင်မလဲဆိုတာတော်တော်စိတ်ဝင်စားနေကြတယ်။ upgrade ကြီးညာချက်ရ WWDC.6 မှာမိတ်ဆက်ခဲ့တဲ့ software အသစ်တွေကိုဒီ develop beta အဖြစ်စမ်းသုံးနိုင်ပြီဖြစ်တယ်။ဒီ public beta version ကိုတော့နောက်ပိုင်းမှာထုတ်သွားမယ်ဆိုပြီးတော့ upgrade ကြီးညာထားတယ်။ဒီ final version ကိုကဒီနှစ်နောက်ဆုံးမှာ software upgrade အဖြစ်ဖြန့်ချိဖို့စီစဉ်ထားတယ်။ Apple Intelligent နဲ့ Siri AI လို့ feature အသစ်တွေကိုက iPhone အားလုံးမှာအသုံးပြုနိုင်မှာမဟုတ်ဘူး။ Apple ဖော်ပြချက်အရ AI feature တွေအတွက်သတ်မှတ်ထားတဲ့ hardware requirement တွေလိုအပ်မှာဖြစ်တယ်။ဒါကြောင့်ဒီ iPhone model ပေါ်မူတည်ပြီးတော့ကွာခြားနိုင်တယ်လို့ region နဲ့ language ပေါ်မူတည်ပြီးတော့လည်းအချို့ feature တွေကိုလည်းအချိန်နောက်ကျမှအသုံးပြုနိုင်တာမျိုးရှိနိုင်တယ်လို့ Apple ကဖော်ပြထားတယ်။ဒါကြောင့် upgrade မလုပ်ခင်မှာကိုအသုံးပြုနေတဲ့ iPhone model က support လုပ်လားမလုပ်ဘူးဆိုတာ officially information ကိုစစ်ဆေးဖို့တော့လိုအပ်တယ်။ WWDC26 presentation တစ်ခုလုံးကြည့်လိုက်ရင် Apple က AI တီးတန့် chatbot တစ်ခုကိုမိတ်ဆက်ခဲ့တာမဟုတ်ဘူး။ဒီ iPhone ထဲမှာနေ့စဉ်အသုံးပြုနေတဲ့ experience တစ်ခုလုံးကိုပေါင်းစပ်ဖို့ကြိုးစားနေတဲ့ direction တွေ့ရတယ်။ဒီ Siri AI, Photo AI editing, ဒီ image play ကောင်ဒီ Safari AI, family safety feature တွေဒီ performance improvement တွေကိုဒီ Apple Intelligent platform မှာတဖြည်းဖြည်းပေါင်းစပ်ဖို့ထားတဲ့ပုံစံမျိုးကိုတွေ့ရတယ်။ဒီ feature တွေကတကယ်လက်တွေ့မှာအသုံးပြုတဲ့အချိန်ကြရင်ဘယ်လောက်ထိသုံးမလဲဆိုတာ officially ထွက်လာတဲ့အခါမှာရှင်းရှင်းလင်းလင်းမြင်ရမယ်။ဒီဗီဒီယိုမှာက iPhone user တွေအတွက် Apple မိတ်ဆက်သွားတဲ့အရေးကြီး feature တွေလူစိတ်ဝင်စားတဲ့ဒီ feature လေးတွေကိုပဲရွေးချယ်ပြီးအဓိကပြောသွားတာဖြစ်တယ်။ခုလိုဗီဒီယိုလေးတွေကိုစက်ကြည့်ကြည့်နေဆိုရင် like and subscribe လေးနှိပ်ထားဖို့မမေ့ပါနဲ့။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်